ဒီနေ့ကကျွန်တော်ကအင်္ဂလိပ်စာပေါ့နော်အင်္ဂလိပ်စာကိုကျွန်တော်ပတ်စံတစ်ပြားမှမကုန်မဲနဲ့နော်အင်္ဂလိပ်စာလေ့လာနှစ်ပိုင်းရှိတယ်ကျွန်တော်အခုပေါ်လာတဲ့စနစ် MEPD စာမွေးကိုဖြေဖို့ရယ်နောက်တစ်ခုကအလုပ်အတွက် interview အတွက်ရယ်ပေါ့နော်အခုကျွန်တော်ကြုံတွေ့လာတဲ့လူသစ်တွေပေါ့နော် GSDR ER တွေကသူတို့အင်္ဂလိပ်လိုပြောဖို့ပါဇက်ကမထွက်ဘူးနော်ဒါပြင်ကျွန်တော်ကလေ့ကျင့်ရဘယ်လိုလေ့ကျင့်ရမလဲနော် native speaker နဲ့လည်းလေ့ကျင့်ရမယ်နော်တပြားမှလည်းမကုန်ဘူး နော်အဲ့လိုနီးလန်းတွေကိုကျွန်တော်ပြောပြမှာဖြစ်တယ်။internet ခေတ်AI ခေတ်ရောက်နေတာဖြစ်တဲ့ကြောင့်မလို့ internet ရှိတယ်ဆိုရုံနဲ့ကျွန်တော်တို့ဒါတွေကို free လေ့ကျင့်လို့ရမယ်လေ့လာလို့ရမှာနော်။ကျွန်တော်ကိုယ်တိုင်လည်းစင်ကူမှာကြောင်းတက်တော့ကဒီ free နီးလန်းနေတယ်ပဲကျွန်တော်တော့ChatGPT ကို$20ဘိုးလောက်ဝယ်လိုက်တယ်ပေါ့နော်။ဝယ်ပြီးတော့ကျွန်တော် premium plus အဲ့ဒါလေးကျွန်တော်ဝယ်သုံးလိုက်တယ်။ဆိုတော့အဲ့မှာကျွန်တော်အဆင်ပြေတယ်ပေါ့နော်။အခုလည်းဒီ brother တို့အတွက်ကျွန်တော်အဲ့ဒါလေးလုပ်ပေးမယ်ပေါ့နော်။လုပ်ပေးမယ်ဆိုတော့ နောက်စိတ်ရှည်လေးနဲ့ကြည့်ပါနော်share လုပ်လိုက်မယ်โอเคတော့ပထမဆုံးကျွန်တော် ChatGPT နဲ့ဘယ်လိုလေ့လာရမလဲဆိုတော့ပြ ChatGPT ဖွင့်လိုက်ရင်log in တွေပါ account တွေပဲဖွင့်တာပေါ့နော်ChatGPT မှာပတ်စံနဲ့ဝယ်သုံးမယ်ဆိုလဲကျွန်တော်သုံးလုံးတော့$20ကျော်ဖို့ကို3လလောက်သုံးလို့ရတယ်ဆိုတော့တန်တယ်ဗျာအရန်တန်တယ်အပြင်မှာ native speaker နဲ့လေ့လာဖို့ဆိုရင်တစ်ချိန်တည်းကို$20လောက်သုံးရမှာအနည်းဆုံးပေါ့နော်$20လောက်ရှိတယ်အခုက easy ပဲ3လလောက်သုံးရမယ်ကျွန်တော်လက်ရှိတော့ free ပြန်ဖြစ်သွားပြီနော် free ဖြစ်သွားပြီဒီမှာကျွန်တော်ငွေသွင်းလိုက်ဒီမှာ plus ပေါ်နေပြီနော်ငွေထားပါတော့ဒီမှာ upgrade လုပ်လို့ရတယ် okay တော့စကားပြောမလားဟိုစာရိုက်ပြီးပဲမေးမလားနော်စာရိုက်ပြီးပဲမေးမလားChatGPT ကိုနေ့တိုင်းသုံးဖို့လိုတယ်တော့ဒီမှာကျွန်တော်တို့ဒီမှာစာရိုက်ပြီးတော့ပြောရတဲ့နေရာရှိတယ်နော်ကိုကိုမိတ်ဆက်လို့မိတ်ဆက်ထားလိုက်ပေါ့ကိုကိုမိတ်ဆက်ထားလိုက်သူကစကားကြီးပြန်ပြောမယ်အမှစာလေးပါကြီးဖတ်လို့ရပါတော့ဒီမှာကျွန်တော်အရှိမအများကြီးသုံးပြီးသားဆိုတော့သူကကျွန်တော်နာမည်ရေးတည်တယ်ပါညာဆိုင်ကတော့နော်โอเคတော့ I'm a Shifra I want to predict ဟိုလာစလုံးမောင်းနေတယ်လွဲနေလားpredict my English speaking yes English skill English skill how can you help me တော့ဒါမျိုးတွေလည်းစာရိုက်ပြီးတော့သွားလို့ရတယ်နော်အဲ့မှာ तू ကလာပြီးကျွန်တော်ရဲ့အမြဲဖြစ်ပြီးသားဆိုတော့ဒီမှာ COD interview အတွက်လာတဲ့ဘယ်လိုလုပ်အောင်နော်ဒီမှာ तू step တွေပြောပြမယ်အဲ့ဒါဖတ်လိုက်မယ်နော်ဆိုတော့ကျွန်တော်တို့မြန်မာလူတွေမမေးသိချင်ဘူးဒီ AI သုံးတဲ့အခါမှာကျွန်တော်က English skill ကိုမြင့်မှာဖြစ်တဲ့ကြောင့်လို့တော့မြန်မာလူမမေးသိချင်ဘူးအင်္ဂလိပ်လိုပဲမေးကိုတက်တဲ့လောက်နဲ့ပဲအင်္ဂလိပ်လိုပဲမေးပါနော်ငါ तू ကတော့ short ပြောတာပေါ့ဗျာအမှကိုလိုချင်တဲ့ဥစ္စာကိုယူပေါ့ဒါကဒီစာရိုက်ပြီးတော့ ChatGPT နဲ့ပဲမေးပြီးလုပ်တာဒါနေ့တိုင်းလုပ်တင်တယ်ဒီနေ့ကို free ရတယ်စာနဲ့သူ free ရတယ်တော့အကြာကြီးလေးသုံးလို့ရနော်နောက်တစ်နည်းကကျွန်တော်က speaking test ပေါ့နော်သူနဲ့စကားပြောလို့လည်းရဒီဘေးမှာဒီလိုမျိုးအတွန်းနေတဲ့ use voice ဆိုပြီးတော့ဒီမှာဒါကိုနှိပ်လိုက်ရင်စကားပြောလို့ရတယ်နော်တကယ် native နဲ့ပြောမှာဖြစ်တယ်အဲ့တော့အင်္ဂလိပ်လိုပြောသူကိုပြောတာကိုနားလဲတယ်သူကလည်းတနိုင်ဆိုနောက်ဆုံးကိုကလူသစ်ဆိုရင်နှင်းလေးပြောခြင်းလဲသူ့ကိုပြောခိုင်းလို့ရတယ်နော်ငါ့မင်းspeed ကိုငါ့ကိုနှေးပေးပါဘောငါအခုမှလူသစ်မို့လို့ပေါ့နော်ငါအခုမှ basics level မို့လို့ပေါ့entry level မို့လို့အင်္ဂလိပ်စကားကိုဖြေးပြောပါဆိုလဲသူကဖြေးပြောပေးလိမ့်နော် okay စလိုက်အောင်နော်ဘာဖြစ်တယ်မသိ hello how are you ဟာပြောင်းကြီးမြန်မာလူကြီးချောက်ပြောနေရတယ်လို့ I'll help you translate it into English. hello AI good morning Hello, AI. Manip can't catch it. speak English English W by close. no I want to communicate with you in English No, and then robot. Wait. ဒီကောင်ကျွန်တော်အချက်တွေခွဲနေတာလို့ဘယ်လိုမြန်မာလူကြီးရှောက်ပြောနေတာလဲ
Sorry, I'm currently speaking in Burmese. Let me switch to English. Okay. I want to speak with you English. No, Chinamet, and English logo Getchman. No, I don't want to translate with you. All right, no worries at all. We can keep it in English from here on out. Just let me know how you'd like to proceed. Yeah, okay. I want to do interview for new seafarer. So how can I ask to them? Got it. We can definitely work on interview practice for a new seafarer position. We can go through common questions, work on your responses, and make sure you're confident and prepared. Let me know what specific areas you'd like to focus on, and we'll dive right in. Yeah, just I want to ask them about the convention. For example, MAPUR, SOLAS, STCW, and MLC, like that. Absolutely. That sounds great. We can cover the key points of each convention, like MARPOL, SOLAS, STCW, and the MLC. We can go over their main requirements, common interview questions related to them, and have them select. Just let me know which one you'd like to start with. We'll jump in. Okay, thanks. See you later. You're welcome. Absolutely. Whenever you're ready, just let me know and we'll dive back in. Have a great one. So ဒါကျွန်တော် conversation ပြီးသွားပြီပေါ့နော်။ကျွန်တော်လည်းတက်နိုင်များရှူရဲသူကလည်းမြန်မာလိုအတန်ကြားတော့ညီမလိုကျွန်တော်ရှောက်ပြောပြပါနော်။အင်္ဂလိပ်လိုပဲပြောဖို့ကြိုးစားပါနော်။ Okay ဒါကကျွန်တော် ChatGPT နဲ့ဒါအင်္ဂလိပ်လေ့ကျင့်လို့ရတယ်ဆိုတဲ့အကြောင်းပေါ့နော်။ဒါ free ဗျာ native နဲ့ပြောရမယ် free ပြောလို့ရမယ်။အဲ့ဒါကိုနေ့တူကတလောက်လောက်ဇာတ်လိုက်လေ့ကျင့်ဝိုင်းချင်းဒီပေါင်းအင်္ဂလိပ်လိုပြောနိုင်လာမယ်။အဓိက grammar မှန်တာမှားတာအဲ့ဒါအဓိကမဟုတ်ဘူး။ just speak English ပဲနော်။ just speak English ပဲကျွန်တော်တို့လည်းဒီလိုပဲပေါက်ပန်းသေးအဲ့လိုပြောတာပေါ့နော်။ဝူရှူဝိုင်ရှောက်ပြောတာပဲတော့အဓိက broken ဖြစ်လဲအရေးမကြီးဘူးအင်္ဂလိပ်လိုပြောနေဖို့ဒါအရေးကြီးရနော်နောက်တစ်နေရာကတော့ထုံးစံတိုင်း YouTube ပေါ့နော် YouTube ဒီ learning platform ပါနော် YouTube ဒီ learning platform ပါအဲ့ဒါကိုနားလည်ဖို့လိုတယ် Google စာဖတ်ချင်တဲ့ပုံကြည့်ချင်တဲ့ဆို Google ကိုတော့နော်ကျွန်တော်လေ့လာခဲ့တဲ့ပုံစံပြောပြတာမှန်ရင်လည်းမှန်မယ်မှားရင်လည်းမှားမယ်ကျွန်တော်တော့မှန်တယ်ဗျာအဲ့တော့ဗီဒီယိုနဲ့ learning platform တွေ YouTube ပါနော် YouTube ပါ Telegram အမှောင်တိုင်းပါကျေးဇူးတင်ပါတယ်ကျွန်တော်YouTube မှာတွားအောင်နော်ကျွန်တော်ကြိုက်တဲ့ဟိုလေးရှိတယ် channel လေးရှိတယ်ဒါကတော့ English Avenue ဆိုတဲ့ channel ဒီ channel လေးပေါ့နော် English Avenue ဆိုတဲ့ channel Okay အဲ့တော့တွားပြီဆိုရင်မှာခေါင်းစဉ်အများကြီးရှိတယ်ကိုကြိုက်တာကိုရွေးပြီပေါ့နော်တနေ့ကိုဒီဗီဒီယိုလေးတစ်ပုတ်နှစ်ပုတ်လောက် practice လုပ်စီခြင်းတယ်ဆိုတော့ကျွန်တော်တို့ဒီຢာလေးလေးစလိုက်အောင်နော်ဒါသူကစာတန်းလဲထိုးပေးတာတယ်အတန်လဲထွက်ပေးတာတယ်ပေါ့နော်ကျွန်တော်တို့စာတန်းတို့မဖတ်သေးဘူးဒီအတန်ထွက်တာကိုပဲနားထောင်ပေးနေတာနော်နားထောင်လိုက်ဒီမှာsorry Okay ကျွန်တော်ဘောလုံးလေးနဲ့ချက်လိုက်မယ် But because I couldn't speak without pausing. Okay I couldn't speak without fear. Okay I knew what I wanted to say. I knew what I wanted to say And the words I don't what's in my heart I could write them. I could write them I could understand I everything. could understand people said. everything But when it was time to speak, so အဲ့လိုမျိုးသူရှေ့ကပြောတာကိုစာမကြည့်ပဲနဲ့လိုက်ပြောသေးရင်လည်းမှားရင်မှန်ရင်လည်းမှန်မယ်မှားရင်လည်းမှားအောင်အဓိကတော့သူပြောတာကိုနားထောင်ရင်ကို listening power တိုးတက်မယ်ပြီးတော့ကျွန်တော် like ပြောတဲ့ကြောင့်မို့ speaking practice ရပါဘောနော်အဲ့နှစ်ခုကိုကျွန်တော်အဓိကလုပ်စေချင်တာပေါ့နော်နောက်ဆုံးမရရင်တော့ကိုယ့်ရဲ့ listening skill ကအရင်လောက်ထားတာမရှိဘူးဆိုရင်တော့မလုပ်ရမယ်ဆိုတော့ကျွန်တော်စာကိုကြည့်ရအောင်စာကြည့်ပြီး like ပြောပေါ့နော်အဲ့လိုဆိုရင်တော့ကိုယ့်ရဲ့ listening ဥစ္စာလည်းတိတ်မတိုးတက်ဘူးပြောတဲ့ဥစ္စာကလည်းသူ့အတန်တွက်မျိုး like မပြောနိုင်ဘူးပေါ့နော်အဲ့ဒီအားနဲ့ကျတော့ရှိသွားမယ်ဒါပေမဲ့လည်းအစပိုင်းမှာတော့အဲ့လိုပဲလေ့ကျင့်ပေါ့နော်ဆိုတော့ကျွန်တော်စင်ကူမှာကျောင်းတက်တုန်းမှာဒါကိုတနေ့ကိုနှစ်ပုတ်ကျွန်တော်လုပ်ဖြစ်တယ်မနေ့တစ်ပုတ်ကျွန်တော်စပိန်နဲ့ကျောင်းသွားရင်းနဲ့နားထောင်သွားတယ်လိုက်ပြောရင်းနဲ့နားထောင်နေအဲ့လိုစပိန်နည်းနဲ့ကျွန်တော်သူ့မကြည့်ပြဘူးပေါ့နော်စလုံးအကုန်လည်းမှန်ကြီးမှန်ပါတစ်ချောင်းလုံးကျွန်တော်ကျောင်းရောက်တဲ့ဒီ45မိနစ်လောက်ကြာတယ်ဒါကအခုဆိုရင်46မိနစ်ပေါ့နော်တစ်ပုတ်မနေ့တစ်ပုတ်ပြီးသွားရင်ညနေတစ်ပုတ်ပေါ့နော်ညနေတစ်ပုတ်အဲ့လေးကျွန်တော်လုပ်ဖြစ်တော့အော်ရဖြေတဲ့အခါမှာအဲ့ဒါကအများကြီးအထောက်အကူပြုတယ်ပြီးွားရင်အင်္ဂလိပ်စကားပြောတဲ့အခါမှာကျွန်တော်တို့ကအရင်ကျွမ်းကျင်တဲ့အဆင့်မှာမရှိဘူးဒါကြောင့်မလို့ကျွန်တော်ကအရင်မြန်ပြောမကြိုးစားနဲ့
ကျွန်တော်မြန်မာတွေကအင်္ဂလိပ်စကားပြောရင်မြန်မြန်ပြောရတာကိုကြိုက်တယ်မြန်မြန်ပြောဖို့လည်းကြိုးစားကြတာနော်ကျွန်တော်တော့အဲ့ဒါကိုအားမပေးဘူးကျွန်တော် interview တွေမှာဒီ basic level မှာ interview ဖြေတဲ့အခါမှာမြန်ဖို့ထက်ကျွန်တော်က slow and steady ပဲပြောတင်တယ် loud and clear ဖြစ်အောင်ပြောတင်တယ်နော်အဲ့နှစ်ချက်ကိုကျွန်တော်အမြဲတမ်း interview ဖြေကြမယ့်ညီကိုတွေကိုကျွန်တော်အမြဲတမ်းမှားပြစ်တယ်နော်ဒါက brother တို့လက်ရှိအင်္ဂလိပ်စာကိုဘယ်လိုလေ့လာရမလဲမသိဘူးနော်သင်တန်းလဲတွားဖို့အခွင့်အရေးမပေးဘူးပေါ့နော်သင်တန်းမှာဆိုလဲဒါအင်္ဂလိပ်လိုပြောပြတဲ့သင်တန်း E to E သင်တန်းတွေပဲတွားတာပို့ပြီးတော့ထိရောက်တယ်နော်ကျွန်တော်တို့ myself vlog ကိုကောင်းကောင်းပြောနိုင်အောင်က AI သုံးလို့ရမယ် YouTube ကျွန်တော်ခုနပြောတဲ့ channel နှစ်ခုနဲ့နေလုံလုံလောက်နဲ့ brother တော့ interview pass ဖြစ်မှာဖြစ်တယ်ကျန်တော့ C-machine နဲ့ပတ်သက်တာ AI ကိုသာမေး AI သာမေးသူလည်းပြောပြတယ်နော်ဒါကျွန်တော် interview class ကိုမတက်နိုင်ဘူးเนาะဝေးတယ် online ကနေလုပ်ပေးပါဆိုရဲ brother တွေအတွက်ကျွန်တော်တက်နိုင်သမျှ sharing လုပ်ပေးလိုက်တာဖြစ်တယ်ကျင်းဒီပေါ့ brother တို့ဒီ level နှစ်ခုဒီအလုံးနှစ်ခုကိုလုပ်တာနဲ့တစ်လလောက်အတွင်းမှာ interview pass ဖြစ်ကိုဖြစ်ပါတယ်ဒါကတစ်လလောက်ဆိုတာအင်္ဂလိပ်စာတော်တော်အဆင်မပြေတဲ့ brother တွေအတွက်ပြောတာကပုံမှန်တော့နှစ်ပတ်လောက်ဆိုရင်ဒါတိုးတက်မှုရှိလာပါတယ်အဓိက just speak English ပါဆိုတော့ brother အဆင်ပြေကြလိမ့်မယ်လို့ညွှန်လင့်ပါတယ်ကျွန်တော်ရဲ့ recording ဒီမှာပဲကျွန်တော်အဆုံးသတ်လိုက်ပါမယ်ကျေးဇူးတင်ပါတယ်